ကဲဘာသာတို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လဲလို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့မှာရှိတဲ့ Diamond 1000ကျော်နဲ့ Experience Skin တွေကိုပေါပေးသွားမှာပဲဖြစ်ပါတယ်ကောင်းကြီးတွေကဲဆိုတော့ကျွန်တော် Skin တွေကို Diamond ဘယ်လောက်ကုန်သွားမှရမှာလဲဆိုတာကိုသိချင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ဖို့ပဲပြောချင်ပါတယ်ကောင်းကြီးတို့ရေဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ဒီတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲ brother တို့အခုမြင်တွေ့နေရတဲ့ Experience Skin ကတော့ Vizana ရဲ့ Experience Skin ပဲဖြစ်ပါတယ်သူက Gunivia နဲ့ Vizana ဆိုပြီးနှစ်ကောင်လာတာ Vizana ကတော့ကျွန်တော်ကြည့်ရတော့သဘောကျတယ်အဲ့တော့ Gunivia လေးနည်းနည်းကြည့်အောင်ပြသေးလား Gunivia ကျတော့ကျွန်တော်ကြည့်ရတာနည်းနည်းတော့တိတ်သဘောမကျတဲ့ Vizana ကိုပို့သဘောကျတယ်ဘာလို့လဲဆိုတော့ Vizana ကပြသေးလားသူရဲ့နောက်က logic ကလည်းတော်တော်လေးမှမိုက်တယ်ဗျာ Gunivia လည်းမစိုးပါဘူးသူကလည်းသူလှတင်းတော့လှတယ်ဒီ Experience 4.0 ကအရင်လာခဲ့တဲ့ဟာတွေထက်စားလို့ရှိရင်အများကြီးပို့လှတာကိုလည်း brother တို့မြင်တွေ့နိုင်မှာဖြစ်ပါတယ်ကဲအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ရှိမှရှိရဲ့ Diamond 1000နဲ့မှ900ဒီနေပေါ့နော်ကျွန်တော်နှစ်ကောင်လုံးရသွားမလားဆိုတော့စောင့်ကြည့်ဖို့ပြောချင်တယ်ဒါဆိုတော့ collector တော့ကျွန်တော်ရှိမှရှိပြီးသားကျွန်တော်အများကြီးမျှော်လင့်စရာတော့မရှိဘူး lucky ပေါ့ပေါ့နော် epic တွေပါညာလည်းကျွန်တော်ရှိမှမရှိတဲ့ skin ကရှားပါတယ်နော်ပြီးတော့ဒီမှာရုပ်တုတွေလည်းပါမယ်ပေါ့နော်ရုပ်တုကတော့ဒီမှာပေါင်းပါမယ်ပြီးတော့ animation effect ပါညာလေးတွေတော့နည်းနည်းပါပါမယ်ပေါ့နော်ရွှေရှောင်းလေးတွေပေါ့ကဲဆိုတော့မဖောက်ခင်ဒါကျွန်တော် brother တို့အရင်ပါညာလေးပါတယ်ဆိုတော့ပြောပြရတာ brother တို့လေ game နဲ့ဝင်ကြည့်ရင်တော့တိလောက်မှာပါကဲဆိုတော့တိတ်စကားတွေတော့ရှေ့ရှေ့ဝေးအများကြီးပြောမနေတော့ဘူးဆိုတော့ကျွန်တော်ဖောက်လိုက်ရအောင်ကောင်းကြီးမဖောက်ခင်ကျွန်တော်ဒီမှာ diamond နဲ့1000ကျော်ဖြည့်တာဖြစ်တဲ့အတွက်ကြောင့် animation effect လေးပေါ့နော်ဒါလေးနည်းနည်းယူလိုက်မယ်စီဝေးလေးတွေဒီမှာ animation effect လေးနည်းနည်းယူလိုက်မယ်ကဲဆိုတော့ဒါကလည်း diamond ဖြည့်လို့ရှိရင်ရတာဖြစ်တဲ့အတွက်ကြောင့် brother တို့အနေနဲ့ diamond လေးဖြည့်ဖို့ပြောချင်တယ်ကဲဆိုတော့လှပါတယ်ကဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အချိန်ကြီးဆွဲမိတော့ပဲနေ diamond recharge လက်ဆောင်လေးတွေယူပြီးတော့လက်စကိုဖောက်လိုက်အောင်ကောင်းကြီး diamond ကကျွန်တော်ဖြည့်တာ1000ကျော်တော့ကောင်းကြီးကျွန်တော်ဒီတစ်ခါဖြည့်တာအများဆုံးလို့ပြောလို့ရတယ်ဗျာ brother တို့ကျွန်တော်ဗီဒီယိုတွေအများနဲ့စောင့်ကြည့်နေသိမယ်လို့ထင်ပါတယ်ကျွန်တော် diamond အများဆုံးဖြည့်လေ9000 6000ပေါ့နော်အလုံးလုံးဖြည့်9000 8000ပေါ့ဗျာလောက်ပဲဒါပေမဲ့ဒီတစ်ခါတော့ diamond 1000ကျော်နေကိုစွဲမှာကောင်းကြီးတွေကဲအဲ့တော့အပူတွေပြောမနေတော့ကောင်းကြီးတွေ free တော့ငယ်လည်းမလာသေးဘူးပင်ကိုလည်းတစ်ခါမှမကြသေးဘူးဆိုတဲ့အတွက်ကြောင့်မလို့ကဲလက်စကိုကောင်းကြီးတွေတန်ကြောလေးကို 50% off diamond 1000ကျော်လေးနဲ့စားပြီးတော့ဆွဲလိုက်ရအောင်ကောင်းကြီးတို့ okay အဆင်ပြေတယ်တန်ကြောမှာပါတယ်မင်းပေးမလိုက်ကောင်းကြီးအပစ်တွေပါညာကိုမှမရှိသေးအေးအဲ့လိုပေးအဲ့လိုလေးတွေပေးတကယ်စိတ်ချမ်းသာတယ်ပင်ကိုလည်းရတယ်ကိုမှမရှိသေးတဲ့ skin တွေလည်းရတယ်ဆိုရင် YC တို့အနေနဲ့တကယ်ပြောတယ်တကယ်လည်းတန်တယ်လို့လည်းခံစားရတယ်ဗျာတိလားဒါကပါလေ lucky box ထင်တယ်ဟုတ်တယ် lucky box skin ရသွားခဲ့ပြီ okay free lucky box တကောင်နဲ့နေကျွန်တော်တော်တော်တန်ပါတယ် diamond 1000ကျော်လေးနဲ့တန်တော့ပေါ့နော်ကဲဆိုမဆိုးပါဘူးကဲဆိုကျွန်တော်ရှိမှရှိပြီးသား skin ကတကောင်နှစ်ကောင်သုံးကောင်ပေါ့နော်သုံးကောင်ပြန်ပေးတယ်ဒါပေမဲ့ထားလိုက်ရတယ်ဘာမျိုးပင်ကိုတစ်ခါကြမယ်ပေါ့နော်ကဲဆိုတော့ကြားကျင်တဲ့နေရာတော့ကြားနောက်ထပ်ကြလာမယ့်ဟာတွေပဲကျွန်တော်တို့ကစိတ်ထဲမှာပို့ပေးရမှာပေါ့နော်အခုကတော့ကြားကျင်တဲ့နေရာကြစိတ်ဘာမှစိတ်ထဲတော့မရှိဘူးကဲဆိုတဲ့အတွက်ကြောင့်ဆက်ပြီးတော့ဆွဲမယ်ဆိုတော့ diamond က9500ပဲကျန်တော့တယ်ဗောနော်ကဲ9500ပဲကျန်တော့တယ်စကင်ကလည်းကျွန်တော်ဒီချိန်မှာတကောင်မရသေးရဗောနော်ကဲဆိုတော့ကျွန်တော်တို့နောက်ထပ် 10 draw လေးထပ်ပြီးတော့ဆွဲလိုက်ကြရအောင်ကောင်းကြီး10 draw ဆွဲရင်ကောင်းတယ်နင်း10 draw ပဲဆွဲလိုက်ပါတော့မယ်1 draw ကနောက်မှ low အမှထပ်ပြီးတော့ဆွဲမယ်ဗောနော်free တုံငယ် free 1 free 2ကလည်းနှစ်ခိုင်းညတော့ကြံသေးဒါကျွန်တော် brother တို့ဗီဒီယိုလေးလည်းမတင်တာကြာပြီဖြစ်လို့ဗောနော်ကျွန်တော်ကလုပ်ပေးလိုက်တာဒီဗီဒီယိုဖောက်ပြပေးလိုက်တာဗောနော်ကဲဆိုတော့ free တုံငယ်နှစ်ကတော့ထပ်ပြီးတော့ရတယ်ဗောနော်ကဲဆိုတော့မစိုးပါဘူးကဲဆိုတော့အလဲကြအေးကောင်းတယ်အလဲမကြပဲအဲ့ဘက်တောင်းနေကြပါမစိုးနောက်တစ်ချိန်လည်းအဲ့ဘက်လေးထက်ကြရင်တော့တကယ်တန်သွားပြီဗျာတရားတကယ်တန်သွားပြီဆိုတော့ဒီတစ်ခေါက်တန်ကြောက short သေးမရတော့ဘူးဆိုတော့ကြောင့် diamond 1000ကျော်နဲ့ဆွဲရတာဆိုတော့တိတ်တော့နည်းနည်းလေးတော့ရင်ခုန်ဖို့တော့ကောင်းတယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်ရှိမှာ free တုံးရင်နှစ်ကတ်နဲ့ diamond က9415လုံးကျန်နေကဲအဲ့တော့ free တုံးရင်နှစ်ကတ်နဲ့ diamond နေနဲ့သုံးပြီးတော့ကျွန်တော်လှည့်လိုက်ပါမယ်ကောင်းကြီးတွေကဲဆိုတဲ့အတွက်ကြောင့်နောက်တစ်ချိန်လေးတော့ကျွန်တော်ဟိုဘက်နံပါတ်3လေးပဲကြာ okay free တုံးရင်9ကတ်တောင်မှရတယ်လို့နော် okay အဆင်ပြေတယ် free တုံးရင်9ကတ်တောင်မှရတယ်ကဲဆိုတော့ဟိုဘက်တောင်းလုံးလေးကြာအေးဟိုဘက်မိုးနဲ့မြေပါကွာမိုးနဲ့မြေပါလို့နော်ငါမပြောသေးဘူးနော်ကဲ free တုံးရင်9ကတ်နဲ့ diamond 9900ကျော်ကျန်တယ်ကဲတော့ diamond 1000ကျော်နဲ့ free တုံးရင်9ကတ်နဲ့ဆက်ပြီးတော့ဆွဲမယ်ကောင်းကြီးတော့ခဏနေ brother မပိုက်နေသေးဘူး brother ခဏနေကျုပ်အမပါအေးဟာနာဘီရဲ့ epic epic ကတော့ပေးတာတန်လားဆိုတော့တိတ်တော့မတန်ဘူးလို့ခံစားရတယ် lucky box လေးပေးမစိုးပြတရားကဲဆိုတော့လေကဲပင်ကိုလေးကြမယ်ကဲလို့အလဲတော့မကြနဲ့အလဲဟိုဘက်မှာငါမပြောတော့ဘူးလို့တော့ငါမပြောတော့လေးကလောက်နဲ့ကြလိုက်ပြီးနေတဲ့ကိစ္စကိုကွာတိလားနော်ဒီတစ်ခါထက်လဲလို့အလဲကြရင်တော့ငါတကယ်ငိုတွန်းရည်နော်အဲ့တော့ကြီးကြငါမပြောတော့ကွာတိလားနော်ဘယ်လိုပြောမလဲဖုန်းကြီးကြောင်ဟိုဘက်မှာဆိုလို့ပဲပင်ကိုကဟိုဘက်မှာဟိုဘက်ကိုကြလို့ပြောရမယ်ကိန်းပေါက်နေပြီကောင်းကြီးတို့ကဲ
အဲ့တော့ကဲဆက်ဆွဲမယ်နောက်ထပ်တန်တော်လေးโอเคဒိုင်းမမကြည့်တော့ဘာပေါက်လဲကြည့်မယ်โอเคဘာပေါက်မလဲဆိုတော့ဘာမှလည်းမပေါက်ဘူးလို့နော်ကဲဆိုပင်ကိုကြမယ်အလဲမကြနဲ့ကြိုက်တာကြအလဲမကြဘဲနဲ့ကြိုက်တာကိုကြအလဲမကြဘဲနဲ့ကြိုက်တာအေးဒါပဲအဓိကအဲ့ဒါပဲနော်အဓိကအဲ့ဒါပဲကဲဆိုတော့ဗီဇာနာလေးရပါတယ်ဗျာကိုအဆင်ပြေပါတယ်ဗီဇာနာရဲ့ကျွန်တော်တို့ Aspire Unit 4.0 skin လေးကိုတော့ရရှိတော့အကြိမ်ပဲပါညာဖြစ်ပါတယ်ဗောဗျာအဲ့တော့တန်လားဆိုတော့တိတ်တော့မတန်ဘူးဘာလို့ဆိုတော့ကျွန်တော်ဟုတ်ပါဘူးဘယ်လိုပြောဆွတ်ပါကျွန်တော်ဘင်ကိုက9ကလည်းကြာသွားတာဆိုတော့ဒိုင်းမကတော်တော်နှုတ်သွားတယ်ဗျာနော်ကဲဆိုတော့တော်တော်လေးမှလှပါတယ်လေးပေါ်ပြန်နေတဲ့စတိုင်လေးကတော်တော်လေးသဘောကျဖို့ကောင်းပါတယ်ကဲဆိုတော့ကျွန်တော်တခြားပါ reward လေးတွေပါမယ်ဆိုတော့ကိုမှရှိပြီးသားစက်ကင်တွေပဲပေါ့နော်ကဲဒိုင်းမက1000ကျော်ကနေပြီးတော့2995လုံးပဲကျန်တော့တယ်ကျွန်တော်ရှိမှာ free တော့ငင်းနဲ့ကတော့ကျန်လေးတယ်ကြိုက်တော့ free တော့ငင်းနဲ့ကနဲ့ဆက်ပြီးတော့ဆွဲလိုက်ပါမယ်ကဲဆိုတော့ phase 1ကြမှာပဲကျွန်တော်ဒါမှမဟုတ်လဲ phase 1 plus phase 2ဆိုပြီးနှစ်ခါပေါင်းပြီးတော့ပဲကိုနေပြာကိုယူမလားဒါမှမဟုတ်phase 1မှာလည်းတစ်ခါလေးကိုနေပြာကိုယူသွားရမလားဆိုတော့ brother တို့နေ comment လေးမှာမှန်းခဲ့ပေးပါကဲဆိုတော့အခုလောလောဆယ်တော့ရှိပြီးသားတွေပဲပြန်ပေးနေရပါတော့ကဲဒါပါမှလည်းထူးခြားမနေဘူးပေါ့နော်ကဲဆိုတော့ဒါပါပဲဒါလေးပဲပြောင်းပြီးဒီနားပဲတန်နေရလဲနေတာပေါ့နော်ကဲဘာဖြစ်လို့ကျွန်တော် draw တွေလက်ရင်တော့ draw လေးတွေရရင်တော့ပင်ကိုကတော့ရမှာပေါ့နော်ကဲဆိုတော့ဒီကျွန်တော်တို့ YouTube ဘက်အချောင်းတစ်ချက်သွားမယ်ပေါ့နော် YouTube event မှာဒီ diamond လေးကိုနည်းနည်းဖြုံးမယ်ပေါ့နော်ကဲဆိုတော့ YouTube event မှာကဗျာကျွန်တော်ဒီမှာ YouTube ရေးဘဲကတန်လားဆိုတော့ကျွန်တော် YouTube ကတိတ်တော့အဲ့လောက်ထိတော့တိတ်တော့ခွာမပြုတ်ဒါပေမဲ့ animation effect လေးပါလေးညာလေးတော့နည်းနည်းပါပါတယ်ပေါ့နော်ထားလိုက်တော့ဒါနောက်မှပဲ free တုံနေလာမှပဲဖောက်တော့မယ်ကဲအခုလောလောဆယ်ကတော့စကင်ကြွားမယ်စကင်ကြွားပြီးလို့ရှိရင်စကင် animation effect ပါညာလေးတွေကိုစမ်းသက်ပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ရှိမှာဆိုအခုဆို Vano skin နဲ့အကုန်လုံးလေးပါကိုရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ကောင်းကြီးပဲကဲဆိုတော့အခုလောလောဆယ်ကျွန်တော်အသစ်ဆက်ဖောက်ထားတဲ့ Bizana ရဲ့ Aspire Unit skin ကြီးကိုတွားပြီးတော့စမ်းသက်ကြည့်လိုက်အောင်ကောင်းကြီးတယ်ကဲပမာလဲ Bizana okay Bizana ဒီမှာကဲ let's go ကောင်းကြီးတော့စကင် animation effect တွေတွားပြီးတော့စမ်းလိုက်ကြရအောင်ကောင်းကြီးတော့ကဲဆိုတော့မဆိုင်နေတခုပြောချင်တာပါလေဆို brother တို့အနေနဲ့ one series video လေးကိုကြိုက်ညစ်တတ်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ထားပေးနိုင်ပြီးတော့ TikTok ပေါ်ကနေကြည့်နေတဲ့ brother တွေအနေနဲ့ကလည်းကျွန်တော်ရဲ့ TikTok account လေးကို follow နဲ့အသေးလေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်အနေနဲ့ keyword တယောက်လေးဖြစ်ပြီး mission လေးဆောက်လုပ်ရတော့မှာဆိုတော့ brother တို့အနေနဲ့ကျွန်တော်ကိုsupporting ပေးမယ်ဆိုကျွန်တော်အနေနဲ့ brother တို့ဘာညာလေးတွေကလာတိုင်းကိုဗျာကျွန်တော်အနေနဲ့အများနဲ့စီစဉ်ပေးနေတာဒါလည်းကျွန်တော်တိတ်အများကြီးပြောကြမလို့ကျွန်တော်ရဲ့အမာခံ fan YC ကိုတကယ်ချစ်တဲ့သူတွေဆိုလို့ရှိရင်တော့တိမယ်လို့ထင်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးတင်လို့ရှိရင်ဗျာ subscribe လုပ်ထားပြီးသားသူတွေဆိုလို့ရှိရင်လည်း like လေးတစ်ချက်လောက်နှိပ်ပြီးတော့ comment လေးမှာရေးချင်တာလေးရေးသွားလိုက်ပြီးတော့ brother တို့ like လေးတစ်ချက် comment လေးတစ်ခုကျွန်တော်အတွက်ဗီဒီယိုတင်မှုခွန်အားကြီးအများကြီးဖြစ်စေလိုပါကဲဆိုတဲ့အတွက်ကြောင့်မလို့ scale animation effect တွေကိုတစ်ချက်သွားပြီးတော့စလိုက်ကြရအောင်ကောင်းကြီးတို့ရေကဲဆိုတော့ Bizana ရဲ့ Aspire Unit 4.0 skin ကြီးပဲဖြစ်ပါတယ်ကောင်းကြီးတို့ရေကဲဆိုတော့ skin ကဗျာဘယ်လိုပြောမလဲ scale animation effect မဆန်းတဲ့ display animation effect နဲ့တွေများတော်တော်ကြီးမိုက်နေပြီးခင်းရောင်တန်းနေတာရတကယ်လန်းနေကဲတော့ basic attack ကို brother တို့ show ပါနော် basic attack တော်တော်လေးမှာအယောင်လေးလက်ထနေတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်ကဲကိုနေဘီယာကတော့ကျွန်တော်ရှေ့ကပြောခဲ့တယ်လို့ပဲ phase 1ဒါမှမဟုတ် phase 1 plus phase 2ပါနော်အဲ့လိုပေါင်းပြီးဖောက်ပေးမယ်ကဲဆိုတော့ scale 1ကလည်းတော်တော်ကြီးကိုမှနင့်ထနေရပဲကောင်းကြီးတို့ share တကယ် share ကြီးဗျာဒီလားအမ scale 2လည်း show oh my god scale 2တကယ်လန်းနေနော် ultimate ဒါဆိုရင်တော့ပြီးပြီကောင်းကြီးတို့ okay scale 1 scale 2သုံးလိုက်ရင်တော်တော်ကြီးကိုမှကြွတ်ထနေ scale animation oh my god ultimate နဲ့ဒါဆိုသွားပြီကောင်းကြီးတို့တကယ်ကြီးကိုမှလန်းသွားပြီတကယ်ကြီးကိုလန်းသွားပြီကဲတန်လားဆိုတော့တန်ပါတယ်ဒိုင်းမိုးကျွန်တော်1000ကျော်ကနေဖောက်တာကျွန်တော်ရှိမှ2000ပဲကျန်တယ်ဗောနော်ဒါပေမဲ့လေရတဲ့ skin ကဗောနော်ပြန်ရလိုက်တဲ့ skin တော်တော်လေးမှတန်တယ်ဗျာဒီလားဒါပေမဲ့ပင်ကိုကတော့ကျွန်တော်9ကသွားတယ်ဆိုတော့အဲ့ဒါလေးကတော့နည်းနည်းတော့ရင်ထဲတော့နင့်တာဗောဗျာကဲဒါပေမဲ့ကျွန်တော်တန်တယ်လို့ပဲခံစားပါတယ်ဘာလို့ဆိုတော့ scale animation effect တွေကတော်တော်မထင်နိုင်အောင်ရအောင်တော်တော်လေးကိုမှလှတာပဲဖြစ်ပါတယ်ကဲဆိုတော့ brother တို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုလေးကြိုက်နေတဲ့ like and subscribe လေးလုပ်ခဲ့ပေးပါကျွန်တော် brother တို့ဒီလာထဲမှာဘာညာလေးတွေလည်းထပ်စီစဉ်ပေးဖို့ရှိပါတယ်ကဲဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးလိုက်ကြည့်ပေးကြတဲ့ brother တို့အားလုံးပဲစော်ကြည်ပဲကြည်ထိပေါင်းနေပန်ရောက်ကြပါစေလို့ YC မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်ကောင်းကြီးတို့ရေ